ခွေးလေးတွေကလူသားတွေကိုချစ်ရင်ပြုမှုလေးရှိကြတဲ့အမွေအရာများနံပါတ်1မိတရန်ရန်ပြုလုပ်ခြင်းပထမဆုံးတစ်ခုကတော့ခွေးလေးတွေကိုချစ်တဲ့လူတိုင်းတည်ထားပြီးသားဖြစ်လိမ့်မယ်လို့ထင်ပါတယ်မတည်တည်တဲ့လူတွေအတွက်နည်းနည်းလေးတော့အလုပ်ဖုတ်ပေးချင်ပါတယ်ခုကြည့်နေတဲ့လူတွေကခွေးလေးတွေကိုမွေးထားတာမကြသေးဘူးဆိုရင်အဆုံးထိကြည့်တော့ပြကြပါလို့ပြောချင်ပါတယ်ကဲဆိုတော့ကျွန်တော်ဗီဒီယိုလေးဆက်ပြောပြပါမယ်ခွေးလေးတွေကသူတို့တခင်ရဲ့ဘေးနားမှာအမိတရန်ရန်နဲ့ဟိုပြေးဒီပြေးလုံနေတာမျိုးကိုတော့မြင်ပူးကြလိမ့်မယ်လို့ထင်ပါတယ်မြင်ပူးသေးဘူးလို့ပြောမယ်ဆိုရင်တော့ကျွန်တော်ကလည်းကျေးဇူးတင်ပါတယ်လို့ပဲပြောချင်ပါတယ်သူတို့ရဲ့တခင်တွေအပြင်ကနေအိမ်ပြန်လာတဲ့အခါသူတို့ကိုအစာတစ်ခုခုကျွေးတော့မယ့်အချိန်မှာအမိတရန်ရန်လှုပ်ပြနေတာမျိုးကိုမြင်တွေ့နေပါတယ်ဒါဟာသူတို့ကအားနေလို့ရမ်းပြနေတာမဟုတ်ပါဘူးခွေးလေးတွေကလူသားတွေလို့စကားမပြောနေတာကြောင့် body language တခုအနေနဲ့သူတို့ရဲ့အချစ်တွေကိုဖော်ပြချင်ကြောင်းသူတို့အရန်ပျော်ရွှင်နေတယ်ဆိုတာကိုပြသချင်တာပဲဖြစ်ပါတယ်ဒါပေမဲ့အမိတရန်ရန်လှုပ်တိုင်းလည်းပျော်နေတယ်လို့တော့ထင်ပါတယ်သူတို့လေးတွေလည်းလူသားတွေလိုပဲတစ်ခါတလေစိတ်ဆိုးဒေါသထွက်တဲ့ချိန်ရှိပါတယ်တစ်ခါတလေသူတို့ရဲ့အမိကပေါ်ကိုထောင်နေပြီးအဖျားလေးပဲတုံနေတယ်လို့မျိုးဖြစ်နေတယ်ဆိုရင်တော့ခဝဝေးတာရှောင်သားလိုက်ကြပါလို့ပြောချင်ပါတယ်ဒါဟာသူတို့ပြောနေတာမဟုတ်ပဲရန်လိုကိုအာရုံနေကြတာပဲဖြစ်ပါတယ်ဒါကိုဒီတော့ဟာမကြောက်မရွံ့ပဲတွားတိုင်ကြည့်လိုက်မယ်ဆိုရင်တော့တင်းလက်ကလေးလှလာပြီလို့ဒါမယူလိုက်ကြပါလို့ပြောချင်ပါတယ်ဒါမှခွေးစင်းလေးတွေတွေ့တိုင်းလိုက်ကင်ကြည့်တတ်တဲ့အချင်းရှိနေတယ်ဆိုရင်တော့ခုကစပြီးခွေးလေးတွေရဲ့အနေထားကိုကြည့်ပြီးမှတွားတိုင်ကြည့်ကြပါလို့ကြံပေးချင်ပါတယ်တွားတိုင်ကြည့်ပြီဆိုရင်လည်းဖနက်ကိုကြိုပြီးတော့ချွတ်ထားလိုက်ကြပါလို့ပြောချင်ပါတယ်နံပါတ်1မျက်လုံးချင်းစိုက်ကြည့်ခြင်းဒီတစ်ခုကတော့ခွေးမရှိတဲ့လူတွေရောခွေးမချစ်တဲ့လူတွေရောခဏခဏကြုံမှုကြလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်ဆိုရင်ခဏခဏကြုံမှုပါတယ်ချစ်တဲ့စိတ်နဲ့ကြည့်တဲ့အကြည့်မျိုးတော့မဟုတ်ပါဘူးဒီလူကိုငါဘယ်နှပြေးခဲ့လိုက်ရင်ကောင်းမလဲဆိုတဲ့အကြည့်မျိုးပါဒီလိုအကြည့်မျိုးကိုယောက်ျားလေးတော်တော်များကြုံမှုကြလိမ့်မယ်လို့ထင်ပါတယ်ဟာပါဒါကတော့ရန်လိုတဲ့အကြည့်မျိုးကိုပြောတာပဲဖြစ်ပါတယ်ခုချစ်ချင်းမြတ်တာအကြည့်မျိုးကိုကျွန်တော်ဆက်ပြီးတော့ပြောပြပါမယ်ခွေးလေးတွေကသူတို့ချစ်ခင်ရတဲ့လူတွေကိုအေးအေးဆေးဆေးစိုက်ကြည့်နေတာဟာ eye contact hug လုပ်တယ်လို့ခေါ်ပါတယ် eye contact hug ဆိုတာမျက်လုံးချင်းစုံကြည့်ုံနဲ့တင်ဖတ်ထားတယ်လို့မျိုးနှွေးထွေးတဲ့ခံစားချက်ကိုပြောတာပဲဖြစ်ပါတယ်ဒီလိုကြည့်တဲ့အခါခွေးနဲ့လူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ oxytocin လို့ခေါ်တဲ့အချစ်ဟော်မုန်းတွေထွက်လာတတ်တယ်လို့ဆိုပါတယ်ဒါဟာခွေးလေးတွေနဲ့တခင်တို့ကြားကတန်ရုံးစင်ကိုပုံမှုခိုင်မာလာစေတဲ့နီလန်တစ်ခုပဲလို့လည်းကြည့်ရပါတယ်နောက်ပြီးတော့သူတို့လေးတွေတစ်ခုခုလိုချင်တာတစ်ခုခုစားချင်တာတဲ့အခါမှာလည်းမျက်လုံးချင်းစိုက်ကြည့်နေတတ်ကြပါတယ်အဲ့လိုမျိုးအချိန်ဆိုရင်တော့သူတို့မျက်လုံးလေးတွေကဝိုင်းဆက်နေပြီးမျက်ခုံးလေးတွေပင်ထားတတ်တာကိုမြင်တွေ့နေပါတယ်ပြီးတော့ခွေးလေးတွေဟာသူတို့ပိုင်ရှင်ကဝမ်းနေနေတာလားပျော်နေတာလားဆိုတာကိုလည်းခန့်မှန်းတတ်ကြတယ်လို့ဆိုပါတယ်ခုကြည့်နေရတဲ့လူတွေလည်းအိမ်မှာခွေးလေးတွေမွေးထားတယ်ဆိုရင်ခဏလောက်မျက်လုံးချင်းတွားစိုက်ကြည့်ကြပါလို့ပြောချင်ပါတယ်မျက်လုံးနောက်အောင်တော့တွားမလုပ်ပါနဲ့ဟုတ်ရင်ဖဏမပါပဲထွက်ပြေးနေရပါမယ်နောက်ပြီးတော့ဒီတိပေးစရာတစ်ခုရှိပါတယ်ကိုနဲ့မရင်းနှီးတဲ့ခွေးတွေဆိုရင်တော့ရောင်လို့တောင်မျက်လုံးချင်းတွားမစိုက်ကြည့်ကြပါနဲ့လို့ပြောချင်ပါတယ်မဟုတ်ရင်ခုနကပြောခဲ့တယ်လို့ပဲဖဏမပါပဲထွက်ပြေးနေရပါမယ်နံပါတ်3မျက်နှာနဲ့လက်ကိုရပ်ပေးခြင်းနောက်ဆုံးတစ်ခုကတော့ခွေးလေးတွေမဟုတ်ပဲတခြားတိရစ္ဆာန်တွေမှာပါမြင်တွေ့ရတဲ့ပြုမှုတစ်ခုပဲဖြစ်ပါတယ်ခွေးလေးတွေကသူတို့အချင်းချင်းချစ်ခင်ကြောင်းကိုပေါ်ပြရမှာတစ်ကောင်နဲ့တစ်ကောင်ရပ်ပေးလေးရှိပါတယ်ဒါဟာသူတို့ရဲ့အနံပဲလို့သိရပါတယ်စကားမပြောတတ်တဲ့ခွေးလေးတွေအတွက်ကတော့တစ်ကောင်နဲ့တစ်ကောင်ရပ်ပေးတာဟာအမင်းကိုချစ်တယ်လို့ပြောလိုက်တယ်လို့ပါပဲချစ်လို့နန်းတယ်ကွာဆိုတဲ့ပုံစံပေါ့ခွေးလေးတွေဟာမွေးကင်းစအရွယ်ကလေးကသူတို့ရဲ့မိခင်အလက်ပေးခြင်းကိုခံယူရင်းကနေကြီးထွားလာခဲ့ရပါတယ်ဒါကြောင့်သူတို့တွေကသူတို့ချစ်ခင်ရတဲ့လူဖြစ်စေခွေးချင်းဖြစ်စေပြန်လက်ပေးတတ်ကြပါတယ်လူတိုင်းတော့မဟုတ်ပါဘူးသူတို့ရင်းနှီးတယ်လို့ခံစားရမှလက်ပေးတတ်ကြပါတယ်ရင်းနှီးဘူးဆိုရင်တော့လက်ပေးဖို့ထက်ကိုက်ပြီးဖို့ကပိုများပါတယ်ဒီလိုလေခွေးလေးတွေဒီလိုရဲ့လက်ကလေးကိုလက်ပေးတာမျိုးကြုံပူကြလိမ့်မယ်လို့ထင်ပါတယ်တချို့ခွေးလေးတွေကသူတို့တခင်ကလွဲရင်ဘယ်သူ့ကိုမှအနာမကခံတယ်လို့လက်ပေးဖို့လဲဝင်လေးတတ်ကြပါတယ်ခွေးလေးတွေရက်ပေးတာဟာချစ်ချင်းတစ်မျိုးတည်းကိုပဲပေါ်ပြတာမဟုတ်ပဲတိတ်ပဲအမျိုးမျိုးရှိပါတယ်အဲ့ဒါကိုတော့ကျွန်တော်မပြောပြတော့ပါဘူးဘာလို့လဲဆိုတော့ဗီဒီယိုတအားရှိတော့မှာဆိုလို့ပါပေါ့ပပဗီဒီယိုဖြစ်တာကြောင့်တိတ်မရှိတာပဲကောင်းပါတယ်ဒါနဲ့တင်တို့ရဲ့ခွေးတွေရောတင်တို့ကိုချစ်ချောင်းပေါ်ပြပူလားဆိုတာကို comment မှာပြပြခဲ့လို့ရပါတယ်တခါမှမပေါ်ပြဘူးဆိုရင်တော့စိတ်မကောင်းဘူးလို့ပဲပြောချင်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ပြောချင်တာခွေးလေးတွေကိုကင်ပြီးတော့ရင်ပဲဖြစ်ဖြစ်သူတို့ရက်ပေးတာကိုခံပြီးတော့ရင်ပဲဖြစ်ဖြစ်တင်တို့ရဲ့လက်တွေကိုဆက်ပြနဲ့ဒီချာလေးပြန်စီးဖို့တော့မှာချင်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့တထွေးမှာပတီလီယာတွေပါနေတာကြောင့်အခုလိုမျိုးသတိပေးလိုက်ရတာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးများတင်ပါတယ်။နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်ဆုံပါမယ်။ဒီလိုမျိုးဗီဒီယိုတွေကြည့်ရဖို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe နှိပ်ထားဖို့တော့ကျွန်တော်ပြောချင်ပါတယ်။အဲဆိုရင်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။အားလုံးပဲ bye bye ပါ